အသက်40အရွယ်ဟီယိုမင်ဂျန်ဆိုသူက2025ခုနှစ်ဇွန်လကမ္ဘောဒီးယားကိုတယောက်တည်းအပန်းဖြေခီးထွက်လာခဲ့ပါတယ်။အသည့်ကိုရီးယားတယောက်ရဲ့မိတ်ဆက်ပေးမှုနဲ့တရုတ်လူမျိုးတစုနဲ့အတူဝိုင်းဖွဲ့စားတောက်မိရာကနေအရာအလုံးစတင်ခဲ့တာလို့သိရပါတယ်။သူ့ကိုမိတ်ဆက်ပေးသူခဏအပြင်ထွက်သွားတဲ့အချိန်မှာပဲသူ့ရဲ့အခန်းတကားကခြောက်ခနဲပိတ်သွားတယ်။တရုတ်လူမျိုးတွေကသူ့ကိုဝိုင်းလိုက်ပြီးတော့ဒေါ်လာ9000ကနေ1000ကျားပေးဖို့ချိန်ချောက်ပါတယ်။ဖုန်းကလွဲပြီးတော့ကြံတဲ့ပစ္စည်းတွေအားလုံးအလူခံလိုက်ရပါတယ်။ဟီယိုကကိုရီးယားတန်ယုံကိုအကူအညီတောင်းခဲ့ပေမဲ့ပုံစံတွေဖြည့်ပါဖမ်းဆီးခံထားရတဲ့နေရာကိုဓာတ်ပုံရိုက်ပို့ပါဆိုပြီးတော့တန်ယုံရဲ့တုံ့ပြန်မှုကစိတ်ပျက်စရာကောင်းခဲ့ပါတယ်။စောင့်ကြည့်ခံနေရတဲ့သားကောင်တယောက်အတွက်ဒါကဘလို့မှမဖြစ်နိုင်တဲ့အရာပါ။3ရက်တိုင်သူကအဲ့ဒီအခန်းထဲမှာပိတ်လောင်ပြီးတော့ရိုက်နှက်ခံခဲ့ရတယ်။ဖန်ပလင်းတွေပြခွက်တွေနဲ့ထူရိုက်ခံရပြီးတော့ကြားဖြန့်အွန်လိုင်းငွေလိမ်ကိုင်းစီကိုသူကကုန်ပစ္စည်းတစ်ခုလိုရောင်းစားခံလိုက်ရပါတယ်။အဲ့ဒီအဆောက်အအုံကြီးရဲ့9ထပ်ကနေအထက်20ကငရဲခန့်လိုပါပဲ။လူပေါင်းများစွာကအတင်းအာရမစေခိုင်းခံရပြီးတော့ဖုံးနဲ့ငွေလိမ်တဲ့အလုပ်တွေကိုလုပ်နေကြရတာပါ။ဇွန်လ10ရက်နေ့မှာကမ္ဘောဒီးယားရဲတွေအဲ့ဒီအဆောက်အအုံကိုဝင်စီးပါတယ်။ဟီယိုတယောက်ဝမ်းသာအားရနဲ့သူလွတ်ပြီလို့ထင်ခဲ့တာပါ။ဒါပေမဲ့တကယ်တမ်းမှာတော့ရဲတွေကလူကုန်ကူးတဲ့တရားခံတွေကိုဖမ်းရမယ့်အစားသားကောင်ဖြစ်တဲ့ဟီယိုကိုပါတရားခံတွေနဲ့အတူဖမ်းဆီးပြီးတော့အချုပ်ခန်းထဲထည့်လိုက်ပါတယ်။အချုပ်ခန်းထဲမှာလူပေါင်း35ယောက်က4မီတာပတ်လည်အခန်းကျင်းလေးထဲမှာပြည့်သိပ်နေပါတယ်။ချွေးနှံတွေပူအိုက်မှုတွေနဲ့အတူရွှွန်နွန်တွေအိမ်မြောင်တွေပိုးဟတ်တွေကြားမှာသူက9ပတ်ကြာအောင်နေခဲ့ရပါတယ်။အချုပ်ခန်းထဲမှာသူကြားလိုက်ရတဲ့သတင်းကပို့ပြီးတော့ရင်နာစရာကောင်းတယ်။သူ့ကိုဖမ်းဆီးနှိပ်စက်ခဲ့တဲ့တရားခံတွေကရဲအရာရှိတွေကိုဒေါ်လာ3သိန်းလက်ထိုးပြီးတော့အဲယာကွန်ခန်းထဲမှာနေကြတယ်ဆိုတာပါပဲ။လူ3ယောက်တတ်ထားတဲ့လူသက်သမားတောင်မှဒေါ်လာ2000ပေးရင်4ရက်နဲ့အပြင်ပြန်ထွက်နိုင်တယ်ဆိုတဲ့စကားကဟီအိုအတွက်ကတော့တရားမျှတမှုမရှိတဲ့ကဘာပြက်ကြီးတဲ့ရောက်နေတယ်လို့ပါပဲ။ဩဂတ်လကုန်ပိုင်းမှသာကိုရီးယားကလွှတ်တော်အမတ်တဦးရဲ့အကူအညီနဲ့ဟီယိုကကိုရီးယားကိုပြန်ရောက်နိုင်ခဲ့ပါတယ်။သူ့ရဲ့61ရက်တာငရဲခန်းကပြီးဆုံးသွားခဲ့ပေမဲ့ရရှိခဲ့တဲ့စိတ်ဒဏ်ရာတွေကတော့အခုအထိကြန့်ရှိနေသေးပါပဲ။သူကံကောင်းလို့ပြန်လာနိုင်တာပါ။တန်ယုံကလည်းတိလျက်နဲ့ပြစ်ထားခဲ့တယ်။ဒေသခံရဲတွေကလည်းတရားခံတွေနဲ့ပေါင်းနေကြတယ်လို့သူကနာကျင်စွာပြောပြခဲ့ပါတယ်။ဒါကဟီယိုတယောက်တည်းတွေ့ကြုံခဲ့ရတဲ့အဖြစ်အပျက်တော့မဟုတ်ပါဘူး။အရှေ့တောင်အာရှရဲ့နေရာတော်တော်များများမှာအပန်းဖြေခီးသွားတွေအလောက်ကန်ရှာဖွေတဲ့သူတွေကအခုလိုလူကုန်ကူးမှုငရဲခန်းထဲကိုရောက်သွားတတ်ကြပါတယ်။ဒီဖြစ်ရပ်ကနေချယ်ရီတို့ဘာသင်ခန်းစာယူနိုင်မလဲ။နိုင်ငံခြားခီးသွားတဲ့အခါအတိမိတ်ဆွေအသစ်တွေနဲ့တွေ့တဲ့အခါအထူးသတိထားဖို့လိုအပ်နေပါပြီ။မိတ်ဆွေရောဒီလိုအဖြစ်အပျက်မျိုးကိုကြားဖူးပါသလား။ကွန်မန့်မှာပြောပြပေးခဲ့ကြပါအောင်ရှင်။